တူနမေကဘာကြောပါငငယ်တွေကစပိုင်ဒါမန်တူရန်ကိုကြည့်ချင်ခဲ့တဲ့လူတစ်ယောက်ပေါ့တကယ်တမ်းတော့စောက်ဝန်းကြီးနဲ့ဇူးနဲ့ဆိုရဲကောင်စကန်ချန်နယ်မှာဘာတင်ရမှန်းမသိရကြောင်းမလို့ပေါက်ပန်း40တွေ့ကြခင်ကောက်ဆော့ပြီးတော့နာမည်ပေးဖို့တော့ပြင်းနေတာမလို့အရင်ဗီဒီယိုနာမည်ကိုဒဲကော်ပီထားတဲ့ဗီဒီယိုအတူလေးတစ်ပုတ်ဗီဒီယိုတူနေရဆိုတာလဲဒီကောင်အဲ့တရမှာစောက်ဝန်းကြီးလို့ကိုဖဲ့နေတာရစရာကိုမရှိတော့ဆိုတော့ဗီဒီယိုလေးစလိုက်ကြရအောင်ဒီလိုနဲ့ပါကြောဟာစပိုင်ဒါမန်တယောက်ရန်ကိုကြည့်ချင်တော့ချင်းစော့ပြီးတော့စပိုင်ဒါမန်ကြည့်အောင်လို့ဆိုရောပါကွားတွေစပြီးတော့ခုံတော့တာပေါ့ဝင်းဒိတ်ဒီလိုနဲ့ပါကြောတယောက်စူးစမ်းပြီးတော့ပါကွားတွေခုံသွားလိုက်တာဒိတ်နောက်ထပ်တစ်ဆင့်ကိုရောက်တော့ဆမ်မီကိုကြောက်လို့လဲကနေလှည့်ကြံခဲ့တာတူရလိုက်တဲ့ပတ်စံလေးနဲ့စပိုင်ဒါမန်အိမ်တထဲကိုဝင်နိုင်ခဲ့ပါတယ်ဒီလိုနဲ့စပိုင်ဒါပါကြောစတင်ပေါ်ပေါက်လာခဲ့ပါတယ်အဲ့ဒါပြီးရင်နောက်မှာတော့စပိုင်ဒါပါကြောချိန်ကြာကြီးလေ့ကျင့်ခန်းဆင်းခဲ့ပါတယ်ဒီလိုနဲ့တူလေးချင်မြေနောက်မှာတော့ဆမ်မီကိုကြော်ချက်ဖို့ခွန်အားတွေရလာခဲ့ပြီနောက်ဆုံးတော့သူစတီးဘရိန်းရောရဲ့အုံနာဆမ်မီစီကနေပြီးတော့လွတ်မြောက်နိုင်ခဲ့ဒါပေမဲ့အရှိမရှိအတားစီတွေအများကြီးကျန်ပါလေအေးပြုတ်ကြတော့မရစပိုင်ဒါဘာကြောကွာမင်းတို့ကဘာမှနေရတော့ဝီအေးမမီဘူးကွာဘလို့ကြီးတော့ညီကြီးပဲကွာဒီဟာကြီးရော့မမီသေးဘူးငါဘလို့ခေါင်းရမလဲဝီတူဒဘယ်ချန်လို့ပြောတယ်ဒါပေမဲ့မရအိုးရပြီ let's go အေးငါတွဲလောင်းချင်းနေအေးရောက်သွားပြီစပိုင်ဒါဘာကြောကမင်းတို့စတာပါနောက်တစ်ခေါက်ကွာဒါတူးချန်နေရပါမလားရတယ်ဝီဖုံโอเคကျွန်တော်တို့ဒီမှာနောက်တစ်ဆင့်ခတ်မဲ့ပုံမယ်ဆိုတော့ဒီမှာဝင်းတန်းယူလိုက်ပါမယ်ကျန်နေရဲ့ဓာစီတွေကိုကြော်ညက်နိုင်ဖို့စပိုင်ဒါဘာကြောထပ်မံလေ့ကျင့်ပြီပါတချင်းမထည့်ရဘူးဟုတ်လားနောက်ဆုံးတော့စပိုင်ဒါဘာကြောစွန်စားခင်းခီကိုကြော်ညာလာဝင်နေသေးတယ်ဒီလိုနဲ့ဆမ်မီကိုထပ်မံကြော်ကြက်ပြီးနောက်အရင်တစ်ခေါက်ကလွယ်ကူကြော်ကြက်နိုင်ခဲ့နေရတကူမှာโอเคဒီလောက်ကအေးစိတ်ကွာရော့ဝီအိုဟောပါကြတော့ဟောဘာကြီးလေစပိုင်ဒါဘာကြောခေါင်းညံနေပြီစပိုင်ဒါဘာကြော no ရောဘာကြီးဝါအို no အောက်မှာလည်းဖောက်နေရဘလို့ကြီးညက်တော့ဟာလို့ကြောပါအောင်ကွာဘာကြောကဲကြပါအောင်ကွာငယ်ချင်းတို့ရေမင်းတို့ကဲတင်မို့စပိုင်ဒါမန်လာနေရမို့စပိုင်ဒါမန်ကိုကဲတင်မို့လာကြပါအောင်ကွာလှုပ်ကြအောင်ဘာကြီးဝါတော့ခေါင်းညံ့နေငါဘလို့ထက်ဆောမှာလဲအိုးအေးရပါပြီတော်လေး okay let's go ကျွန်တော်ဒီတစ်ခါဒီဟာကြီးကိုကြော်ချက်မယ် let's go ရော့အော်တန်တေဝါတယ်ကြံရှင်မယ်ဆိုရိုဘတ်ကိုကူလည်းမပေးပါဘူးအစားကျန်စပါမယ်ဒီလိုနဲ့စပိုင်ဒါဘာကြောနောက်ထပ်ဝစ်စုံတစ်ခုဝင်နိုင်ခဲ့ပါတယ်အဲ့ဒါပြီးရင်နောက်တော့စပိုင်ဒါဘာကြောထပ်ပြီးတော့လေ့ကျင့်ပါတယ်ဘလို့လို့ပြီးလုံးအောင်တာတော့ကလေ့ကျင့်ပြီးနောက်မှာတော့စပိုင်ဒါဘာကြောထပ်မံကြိုးစားခဲ့ပါတယ် let's go ဒါငါရင်တစ်ခေါက်ကတေးခဲ့နေရပဲပြန်အောင်ဒီခါတော့အေးစိတ်ကွာရော့တစ်ခေါက်ရပြီနောက်တစ်ခေါက် let's go ဝီ okay နောက်ဆုံးတစ်ခေါက်ပဲကျန်တော့ let's go ကျန်လေးဟာplease ရပြီ let's go ကျွန်တော်နောက်တစ်ဆင့်ကိုရောက်တော့ပါပြီနောက်တစ်ဆင့်ကလွယ်မလားခက်မလားမသိဘူးခုံကြည့်အောင်အကျဲကြီးပဲကွာဒါဆိုရင်ငါတို့3-4ချက်လောက်ခုံလို့ရမှကြည့်မယ်ငါကောင်က2ချက်ပဲခုံလို့ရမမီဘူးကွာโอเคငါတို့မမီဘူးဆိုတော့ဒီမှာ20ပဲယူလိုက်မယ်ကွာရော့ကြော်ညာလာထိုးနေရင်ရပြီကွာ let's go ကျွန်တော် win 20ရပါပြီဒီလိုနဲ့စပိုင်ဒါဘာကြောနောက်တစ်ပတ်ထပ်မံစူးစမ်းခဲ့ပါသေးတယ်ဒီတစ်ခေါက်မှာတော့သူတေဝါပြီအဲ့လိုနဲ့စပိုင်ဒါဘာကြောအရှုံးမပေးတတ်တာကြောင့်မလို့သူချရှုံးခဲ့တဲ့အဆင့်တွေကိုပြန်လဲကြော်ကျက်ဖို့အတွက်ထပ်မံလေ့ကျင့်နေပါတယ်အဲ့လိုလေ့ကျင့်နေနေပဲပြီးကြတော့ပါပဲဒီနေ့ဗီဒီယိုဒီလောက်ပါပဲ